ပြီငါ့ကိုလောက်တယ်မှတ်ပါလေပြင်မလားမတင်ဘူးအော်ကနင်လောက်တယ်လေတော့ဘောလာခေါ်လာပြီနော်မိုင်းစပွဲလေးလောက်ရတယ်အားလုံးကိုမင်္ဂလာပါဗျာเนาะဒီနေ့မှာတော့တကယ်ချင်းတို့ကိုကျွန်တော်ပြန်လည်ပြီးမျှဝေမဲ့ဗီဒီယိုဖိုင်ရတော့เนาะ Facebook မှာရော TikTok မှာရော YouTube မှာရောเนาะလုံးဝအရန် trend ဖြစ်နေတဲ့ဗီဒီယိုလေးတစ်ပုဒ်ပေါ့ဗျာเนาะဒါကမြောင်းမြမျိုးအာထကအကြောင်းเนาะဒါအကြောင်းမှာဖြစ်သွားတဲ့အကြောင်းသူလေးကိုเนาะဒါဝိုင်းဝန်းပြီးတော့အနိုင်ကျင့်တဲ့ဗီဒီယိုဖိုင်လေးရဆိုရင်တော့เนาะအရန်ကြီး trend ဖြစ်နေလို့เนาะကျွန်တော်ပြန်လည်ပြီး reaction လုပ်ရခြင်းဖြစ်တယ်ဗျနော်ဒီဗီဒီယိုပိုင်းလေးရဲ့အစားဆုံးကိုတကယ်ချင်းတို့ကျွန်တော်နဲ့တူ like ပါကြည့်ရှုပါအောင်ဗျာနော်ဘယ်လိုဖြစ်တာလဲဆိုတာကိုကျွန်တော်တို့လူကြည့်မယ်ဗျာနော်ဒီဗီဒီယိုလေးကြည့်မယ်ဗျာနော်နော်ဒါလိုက်တွင်ပြီးတော့ဗျာနော်ဒါပြောမဆိုရန်တွေ့နေတာဗျာဒါပြောရမယ်ဆိုရင်တော့နော်တော်တော်ကြီးကိုဒါလွန်နေပေါ့ဗျာနော်ဒါအရွယ်လေးကအရန်ငယ်သေးဇယိုက်နည်းနည်းဆန်တယ်ဗျာနော်ဒါကြီးရှိတဲ့လူတွေနည်းနည်းလေးတော့တောင်းပန်ပြရစီနော်ဒါနည်းနည်းဇယိုက်နည်းနည်းဆန်နော်ကြီးအောင်ကြီးနေလိုက်တယ်နော်နောက်ကလူကြီးကတေချာတော့မှာလူမျိုးတွေကတော့ဗျာတော့မကြိုက်ဘူးကြာကြော်သားသမီးဆိုရင်လည်းတော့ဒါမျိုးတွေအခုလိုမျိုးနိုင်ကျင်တာတော့ကျွန်တော်တို့ခွင့်လွှတ်မှာမဟုတ်ဘူးဗျာနော်ဒါဟိုတော့ဒါပြောမှဆိုရင်ကျောင်းရေးယူတယ်နော်ချင်းအုပ်စုဖွဲ့အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတာဝန်ကျအတန်းပိုင်းဆရာမတွေနဲ့ကျောင်းအုပ်ဆရာမကြီးကိုယ်တိုင်တွားရောက်ဖြည့်ရှင်းပေးခဲ့ပေမယ့်အုပ်စုဖွဲ့အနိုင်ကျင့်သူတွေကကျောင်းဆက်တက်ခွင့်ရပြီးပါရိုက်ခံခဲ့ရတဲ့ကျောင်းသူမိန်းကလေးကတော့ကျောင်းဆက်မတက်ရဲတော့တဲ့ဖြစ်စဉ်မင်္ဂလာပါပြည်သက်ကြီးရှင်မြောင်းများမြို့အထက6ကျောင်းမှကျောင်းသူတအုပ်ကိုတခြားသောကျောင်းသူ3-5ယောက်တို့ကပါရိုက်ခြင်းသပင်ဆွဲခြင်းထိုင်ကြော်ခိုင်းခြင်းအစားရှိတဲ့အုပ်စုဖွဲ့အနိုင်ကျင့်မှုများလှုံ့ဆော်နေတဲ့ဗီဒီယိုတစ်ခုလူမှုကွန်ရက်ပေါ်မှာထွက်ပေါ်လာခဲ့ပြီးမိဘတွေရဲ့စိုးရိမ်မှုမြင့်တက်လာခဲ့တာဖြစ်ပါတယ်။ဒါကြောင့်ကျောင်းတာဝန်ရှိသူတွေကဖြည့်ရှင်းပေးမယ်ဆိုပြီးပါရိုက်ခံရသူကျောင်းသူရဲ့အိမ်ကိုမြောင်းများမြို့နယ်ပညာရေးမှုမြောင်းများအထက6မှကျောင်းအုပ်ဆရာမကြီးနဲ့ဆရာမများပါရိုက်ခဲ့သောကျောင်းသူ2ဦးတို့လိုက်ပါလာခဲ့ပြီးလာရောက်တောင်းပန်ခဲ့ကြတယ်လို့သိရပါတယ်။ဒါပေမဲ့ဒီလိုတောင်းပန်တာကိုတော့ဗီဒီယိုရိုက်ထားမယ်လို့မိသားစုဘက်ကပြောတာကိုလက်မခံပေမျက်နှာတွေကိုဖုံးအုပ်ပြီးတော့အမြန်ပြန်သွားခဲ့ကြတယ်လို့လည်းသိရပါတယ်။လက်ရှိမှာတော့ကျောင်းတွေကပြန်ဖွင့်နေပြီဖြစ်ပြီးအုပ်စုဖွဲ့အနိုင်ကျင့်ပြီးတော့ပါရိုက်ခဲ့ကြတဲ့ကျောင်းသူအားလုံးကမြောင်းမြအထက6မှာကျောင်းဆက်တက်လျက်ရှိပြီးပါရိုက်ခံရသူကျောင်းသူကတော့ကျောင်းဆက်မတက်ရဲတော့လို့အခုလက်ရှိအချိန်ထိကျောင်းမတက်ရသေးဘူးလို့လည်းသိရပါတယ်။အဆိုပါဖြစ်စဉ်နဲ့ပတ်သက်ပြီးတွားရောက်ဖြည့်ရှင်းပေးခဲ့တဲ့ပညာရေးမှုနဲ့ကျောင်းအုပ်ဆရာမကြီးတို့ကတော့အုပ်စုဖွဲ့အနိုင်ကျင့်ပါရိုက်တာတွေသပင်ဆွဲတာတွေလုပ်ခဲ့တဲ့ကျောင်းသူတွေကိုကျောင်းထုတ်လို့မရကြောင်းပြောဆိုသွားတယ်လို့လည်းသိရပါတယ်။အရိုက်ခံရတဲ့ကျောင်းသူမိန်းကလေးဘက်ကတောင်းဆိုထားတာကတော့ပါရိုက်ခဲ့သူ2ဦးအပြင်ဗီဒီယိုရိုက်ခဲ့သူများထိုအုပ်စုမှာပါဝင်ခဲ့သူများအားလုံးကိုပြန်တောင်းပန်ပေးရန်
ပါအရိုက်ခံရသူကျောင်းသူတွေကျောင်းပြန်တက်နိုင်ဖို့အဆိုပါကျောင်းသူတွေကိုမြောင်းမြအထက်က6မှာတခြားကျောင်းသို့ပြောင်းရွှေ့ပေးရန်စားတဲ့အချက်နှစ်ချက်ပဲတောင်းဆိုခဲ့တာလို့သိရပါတယ်။ဒါပေမဲ့မြောင်းမြမြို့နယ်ပညာရေးမှုနဲ့ကျောင်းအုပ်ဆရာမကြီးကတော့အဆိုပါအချက်နှစ်ချက်ကိုလိုက်ရောပေးနိုင်ခြင်းမရှိဘဲညှိနှိုင်းမှုတွေသာပြုလုပ်ပေးနေတာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလက်ရှိအချိန်ထိတော့အုပ်စုဖွဲ့အနိုင်ကျင့်မှုကိုကျူးလွန်ခဲ့ကြတဲ့အကြောင်းသူတွေကကျောင်းဆက်တက်ခွင့်ရနေကြပြီးပါရိုက်ခံခဲ့ရတဲ့နင့်နာသူကျောင်းသူကတော့အခုချိန်ထိကျောင်းဆက်မတက်ရဲပဲပုံမနင့်နာမှုတွေနဲ့ရင်ဆိုင်နေရတာလည်းဖြစ်ပါတယ်။ပါရိုက်ခံရပြီးသပင်ဆွဲခံရတဲ့အကြောင်းသူရဲ့မိသားစုဝင်တွေကတော့အခုလိုဖြည့်ရှင်ပေါ်တော့လက်ခံနိုင်စရာအကြောင်းမရှိဘူးလေ။ဒါမိခင်တရားအောင်နေနဲ့လက်မခံဘူးဆိုတဲ့ကျောင်းလေးကို line မော်တင်ပြီးတော့ဒါပြန်လည်ပြီးတော့မင်္ဂလာလည်းမရှိနိုင်ဘူးဒီနေ့လေတားသမီးချင်းကိုချင်းစာပြီးတော့ရင်လာတယ်ပြဿနာရဲ့အစဆုံးကတော့ဘာမှန်းတော့မသိဘူးเนาะ2024ရဖြစ်တာလို့တော့ပြောတာပဲကောင်မလေးတယောက်ကိုចောင်းသားအများကြီးရောက်ဝိုင်းပြီးအနိုင်ကျင့်တာเนาะတပတ်နင်းလာတဲ့ကောင်မလေးကလည်းဘာအမားလုပ်ခဲ့လဲတော့မသိဘူးဒါပေမဲ့ဝိုင်းပြီးတော့အနိုင်ကျင့်ခံရတဲ့မျက်မြင်ကျမတို့မျက်မြင်တွေထမ်းမှာမိဖတယောက်အနေမျိုးနဲ့အဲ့ဒီနစ်နာတဲ့ကောင်မလေးကိုစားငါသမီးလေးသာဖြစ်ခဲ့ရင်ဆိုတဲ့စိတ်မျိုးဝင်လာတဲ့အချိန်ကျရင်လေနှလုံးသားကနေပြီးတော့လေသွေးတွေအကျတယ်လို့မျိုးပဲသိလားအဲ့လိုမဖြစ်ရအောင်လဲကျမသားသမီးကိုကျမစောင့်ချောက်တယ်နော်စောင့်ချမှုပေါင်းများစွာနဲ့ကျမထားတယ်ဖြစ်ခွင့်လည်းမပေးဘူးဒီလိုဖြစ်လာရင်လည်းကျမအသက်ချင်းလှဲပြမှာသိလားအဲ့ဒီတော့ပညာရေးဌာနကဘယ်လိုပြောရမလဲအဲ့ဒီပြုတ်လုတဲ့ကောင်မလေးတွေကိုမဆုံးမနိုင်တော့လကားပတ်ဝန်းကျင်အဲ့ဒီရဲ့မိဖတွေရဲ့ကိုင်းကနန်ကြီးလို့ပဲဘာမှမပြုတ်လုနိုင်ခဲ့ရင်တောင်မိဖတယောက်ဖြစ်တဲ့ကျမကတော့အဲ့ဒီကောင်မလေးတွေပေါ့နော်တစ်ထောက်ပေါ့နော်ဒီရဲ့ကျမတို့ ਨੇ စုံတွဲခဲ့ရရင်ပတ်သက်မှုမရှိအောင်လို့တော့ကျမအဲ့ဒီပုံနဲ့တော့ကကျမတင်ပြီးတော့ကျမရင်ထဲမှာတော့မှတ်ထားတယ်ရိုင်းဆိုင်တဲ့ကောင်မလေးတွေပေါ့နော်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့ကျမတို့ကတော့အာနာရှင်လည်းမဟုတ်သလိုကျမတို့ကကျမတို့ရဲ့စိတ်ထဲမှာအော်ဒီကောင်မလေးတွေနဲ့ငါသမီးနဲ့စုံစည်းလို့မဖြစ်ဘူးလေနော်ဘယ်လိုပြောမလဲအရင်ရိုင်းဆိုင်တဲ့ကောင်မလေးတွေဆိုပြီးတော့မိဖတယောက်ရဲ့ရင်ထဲမှာကျမလုံနိုင်တာဒီလောက်ပဲအစွမ်းစားနဲ့လုံနိုင်တာကိုကျမသာပညာရေးမှုသာဖြစ်ခဲ့ရင်တော့အဲ့ဒီကောင်မလေးတွေကိုမှင်းနေထားပြီးကြောင်းထုတ်ပြီးတော့ကျမကလေးထိန်ထိန်ရေးအကြောင်းကိုကျမပို့ပြပါလေဒါပေမဲ့ကျမကဘာမှမဟုတ်တဲ့အတွက်ကျမမိဖတယောက်ကတတ်နိုင်တဲ့ဝန်ပေါ့နော်တတ်နိုင်တဲ့ဝန်နဲ့အဲ့ဒီရဲ့ပြုတ်လုတဲ့ကောင်မလေးဟာဒီရဲ့ဘဝတစ်ခွေပေါ့နော်ဒီရဲ့အချိန်အတိုင်းတာမှာငါသမီးနဲ့တော့မစုံစည်းနိုင်စေရဘူးဆိုပြီးတော့ကျမအာမခံတယ်အဲ့ဒီပုံတွေကိုလည်းကျမယင်နဲ့အသေးထဲမှာပြုတ်လုနေတဲ့ကောင်မလေးကိုကျမယင်နဲ့အသေးထဲမှာမှတ်ထားတယ်ဘယ်တော့မှမစုံစည်းစေရဘူးသိလားကျမကတော့ဖြစ်စဉ်ကတော့ဘာမှန်းတော့မသိဘူးဒါပေမဲ့ပြုတ်လုခံရတဲ့နစ်နာတဲ့မိမိရေနော်ကိုသမီးဘဝလမ်းကြောင်းမှာအမဲဆက်ကိုနောက်လက်ထိငါမေရှိပါလားဆိုတော့ငါမေငါတို့မိသားစုရှိပါလားဆိုတော့စိတ်မျိုးနဲ့ခွန်အားဖြစ်အောင်ကိုသမီးကိုစောင့်ချောက်ပါကျမကတော့ပြုတ်လုတဲ့လူကိုကျမအပြစ်မပြောချင်ဘူးเนาะပြုတ်လုတဲ့နစ်နာတဲ့မိဖကိုပဲကျမအပြစ်ဖို့ချင်တယ်ကိုသမီးတယောက်မသိငယ်သွားအောင်စောင့်ချောက်ပေးပါလို့ထပ်ပြီးစောင့်ချောက်ပေးပါကျမဆိုရင်တော့မရဘူးကျမဆိုရင်တော့အသက်ချင်းလဲပြင်ပါကဲအားလုံးကကျွန်တော်ဝေရှင်ဗီဒီယိုတင်ဆက်မှုလေးကတော့ဒီလောက်ပါပဲဗျာနော်ကဲနောက်ဗီဒီယိုဖိုင်လေးတွေမှာလည်းကျွန်တော်အခုလိုစိတ်ဝင်စားစရာအကြောင်းအရာလေးတွေဘူးတုဒ္ဒရတဲ့အကြောင်းအရာလေးတွေနော်ဟာတာဗီဒီယိုဖိုင်လေးတွေကိုစူးစီးပြီးတော့ဝေရှင်လုပ်ပြတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုလည်းတကယ်ကျွန်တော်တွေစောင့်မျှော်ကြည့်ရှုပြီးတော့အားပေးကြပါအောင်ဗျာနော် like and subscribe လေးမလုပ်ရသေးရင်လည်းတကယ်ကျွန်တော်တွေကျွန်တော် channel လေးကို like and subscribe လုပ်ခဲ့ကြအောင်ဗျာနော်နောက်ဗီဒီယိုဖိုင်လေးမှာကျွန်တော်တို့ပြန်ဆုံတွေ့ကြမယ်